nhìn là cái khu em mà những người này này khác không điแต่คาได้อยู่เตะไว้นะผมมาคาได้เดี๋ยวอ๋อเนี่ยพี่ฮะเนาะลูกหนึ่งไม่ตาเขามาฮะคาได้เดี๋ยวบาชีได้อยู่ละคาได้อยู่ฮะคาได้อยู่ฮะไม่รู้เยี่ยต้อมเนี่ยดีเนี่ยมาเบี้ยแบบนี้เบี้ยดูท่าแต่คาได้อยู่ละโอ้เฟซจะว่าทำเพื่อเบี้ยเบี้ยเพื่อเบี้ยเฮ้ยเพื่อเบี้ยคาได้อยู่ไม่ได้แก่ละเอาไปละกองไว้ละคาได้เนี่ยมาชีได้ละเอาไปเอากูပြောမယ်ကောပဲရှိတဲ့ဝင်းပိုက်ထဲမှာရှိတဲ့ဟာမှာတစ်ခါတည်းယူဒီတစ်ခါတည်းထုတ်ပါဟုတ်ပြီလားနော်ဒါကြပြီဘုရားကတော့အဲ့တော့ဒီဖိုင်တော့မှာတောင်းမှာဟမ်တောင်းမှာပါငါတဲထိုးချလိုက်မယ်နော်ဖိတ်မရှိဘူးနော်ဒီကအဲ့ရေဘွက်တစ်ခွက်ပဲနော်တစ်ခါတည်းယူနော်ဟုတ်လားနော်မယူရင်အဲ့ဒီခါလေးတွေကိုမီးနဲ့ရှို့ပြဖိုင်ရနော်မင်းခါလေးနဲ့လဲနိုင်လားမရနဲ့လဲနိုင်လားလဲနိုင်ရင်တော့နော်ခါလေးတွေငိုနေပြီနော်မင်းမြန်သက်ဖိုင်ယူွက်ကဖိုင်တော့နော်အဲ့ဆိုဗုဒ္ဓအရှင်တော်မြတ်ဖျားနဲ့တကွကျွေရင်ကြော့ဘိုက်တော်မအဖဖျားတော်ကြီးမြတ်ဖျားအကျွန်ုပ်တို့သည်ယနေ့မှစရနော်တန်နေမလို့သမီးအိမ်လုံးကျွတ်မိသားစုနဲ့ခြံထဲမှာရှိသောအိမ်လေးအိမ်ရှိသောဝဏ္ဏနဲ့ရှင်းနံဘွားသာသမီများတို့အားဘယ်တော့ခါမှမလုပ်တော့ပါဟုသစ္စာဂတိပြုပါ၏နောက်ထပ်ထခါလောက်ခဲ့တော့ကျွန်ုပ်သည်ထိုင်ရမထပုပ္ပကွာအံ၍သေပါစေသာအရှင်သူများပေါင်းလို့ဖေဟာသေခံနိုင်လားမခံနိုင်ဘူးဆိုတော့မင်းသစ္စာဂတိမတည်ရင်သေမတ်တာကြံတော့သေခြင်းဆိုနဲ့တောက်တာဟုတ်ပြီတော့ဟုတ်ပြီဒီထွက်မရဖြစ်နေဖိုင်ရချုပ်တာဖွင့်ရွေးထွက်ရင်တော့မင်းအသေးသားမှာမင်းခမင်းတွေကြံသေးတယ်နော်ဟုတ်လားကြံသေးလားဟမ်နော်ဒီလိုလုပ်ပြီးခန္ဓာလေးဆောင်သစ္စာတွေပေါ့နော်ဟုတ်ပြီလားနော်အဲ့ဒီခမင်းတွေကိုဖိုင်ရနေပြီးတော့သူ့နေရာသူပြန်ဖို့ကနော်ငါဂတိတည်တယ်နော်ဖိုင်ရဒုက္ခနာပါပြန်ဖို့ကမပူဖေနဲ့မမောင်ဖေနဲ့မနာဖေနဲ့ဟုတ်ပြီလားနော်ဟုတ်ပြီလားနောက်ထပ်တစ်ယောက်ဟာဆက်ပြောင်းပြီးဝင်လာခဲ့နောက်အောင်ငန်းဖေချက်ချင်းဝင်လာခဲ့နောက်တစ်ယောက်ဝင်လာခဲ့ဝင်ထား